အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါရယ်ဒီနေ့မှာကျမတို့အတူတူလေးလာဆင်ခြင်ရမယ်ခေါင်းစဉ်ကတော့ဖယားသခင်ကဖယားပါဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ကျမတို့တွေကနော်ဖယားသခင်ကိုယုံတယ်လို့ပြောပြီးတော့မှတခါလေကြားလို့ရှိရင်နော်ကိုယ့်ရဲ့ဝန်ထုတ်တွေကိုကိုယ့်အနေကိုထမ်းထားတယ်နော်ဖယားသခင်ကနော်မနှက်ဖြန်တော့မစိုးရိမ်နဲ့လို့ပြောထားပြီးမြဲကျမတို့တွေကမနှက်ဖြန်အတွက်စိုးရိမ်နေကြတယ်နော်အနာဂတ်အတွက်လမ်းတွေပြောင်းနေကြတယ်ဆိုတော့ဒီအရာကနော်ဒီလိုမျိုးစိုးရိမ်ပူပန်နေတာကငြိမ်သက်ခြင်းရဲ့ဆန့်ကျင်ဘက်ပဲဖြစ်တယ်နော်ငြိမ်သက်ခြင်းဆိုတာကဖယားသခင်ကိုစိတ်ချထားခြင်းပဲဖြစ်တယ်နော်မိတ်ဆွေသင်ပြန်တေချာလေးစဉ်းစားကြည့်ပေါ့နော်ဖယားသခင်ကိုယုံကြည်စိတ်ချထားခြင်းထဲထဲမှာငြိမ်သက်ခြင်းဟာရှိနေတာဖြစ်တယ်။သင်ဟာနော်စိုးရိမ်ပူပန်ပြီးတော့မှဟိုဟာလို့ရမလို့ဒီဟာလို့ရမလို့ဖြစ်ပြီးနောက်ဆုံးဘုရားသခင်လက်တော်ထဲမှာအနံလိုက်ပြီးဆူတောင်းပြီးလိုက်တဲ့အခါမှာတကယ်ပဲငြိမ်သက်ခြင်းခံစားရမှာဖြစ်တယ်။ဆိုတော့ဒီအခါမှာဘာကြောင့်ငြိမ်သက်ခြင်းခံစားရတာလဲ။သင်ရဲ့စိုးရိမ်ပူပန်နေတဲ့အရာအားလုံးကိုဘုရားသခင်လက်ထဲမှာအပ်လိုက်ပြီးမှဘုရားသခင်တာဝန်ယူမယ်ဆိုတော့သင်စိတ်ချလိုက်တဲ့အချိန်မှာငြိမ်သက်သွားတာဖြစ်တယ်။ဒါကြောင့်ငြိမ်သက်ခြင်းဆိုတာဘုရားသခင်ကိုစိတ်ချထားခြင်းပဲဖြစ်တယ်။နော်ဘုရားသခင်လုပ်ပေးမယ်ဆိုတာကိုယုံကြည်ပြီးတော့မှဘုရားသခင်လက်တော်ထဲမှာအနံ့ထားခြင်းလည်းဖြစ်တယ်။နော်ဆိုတော့ကျမတို့ကဒီအရာကိုတကယ်ပဲအလေးနဲ့တိထားပြီးတော့မှသဘောပေါက်ပြီးတော့မှရှောက်လှမ်းမှုရန်အတွက်လိုအပ်တယ်။နော်အဲ့ဒါကဘာကိုပြောချင်တာလဲဆိုလို့ရှင်ဘုရားသခင်ကဘုရားဖြစ်တယ်။သူဟာအရာခသိမ်းအားလုံးကိုတတ်နိုင်တယ်ဆိုတဲ့အရာကိုကျမတို့ကသိမှတ်ပြီးတော့မှယုံကြည်စွာနဲ့အနံ့လိုက်တာဖြစ်တယ်။အဲ့လိုအနံ့လိုက်တဲ့အချိန်မှာငြိမ်သက်ခြင်းရှိလာတာဖြစ်တယ်။နော်ဒါကြောင့်မလို့ကျမတို့ငြိမ်သက်ခြင်းမရှိဘူးဆိုလို့ရှင်ဘုရားသခင်ဟာဘုရားဖြစ်တယ်ဆိုတဲ့အရာကိုသိမှတ်ခြင်းမရှိတာနဲ့အတူတူပါပဲဖြစ်နော်။ဆိုတော့သဘောကဘုရားသခင်ကဘုရားဖြစ်တယ်ဆိုတာကိုမေ့နေတယ်ပေါ့နော်။ဒါကြောင့်ဒီနေ့မှာဘုရားသခင်ကကျမတို့ကိုဘာပြောထားလဲဆိုလို့ရှိရင်ညီဝလျက်နေကြလောငါကဘုရားသခင်ဖြစ်သည်ဟုသိမှတ်ကြလောတဲ့နော်အာမင်ဆိုတော့ဒီစကားကတကယ်ပဲကျမတို့ကိုပြန်ပြီးသတိပေးနေရတာဖြစ်တယ်နော်ကျမတို့ဘာကြောင့်မို့လို့ဒီလိုခဏသတိပေးရလဲအယံမိတတ်တယ်။နော်ဘုရားသခင်ကဘုရားဖြစ်တယ်ဆိုတာကိုကျွန်တော်နှလုံးသားထဲမှာဆွဲမြဲခြင်းမရှိဘူး။သိမှတ်ထားခြင်းမရှိဘူး။ဒါကြောင့်ဒီနေ့မှာကျွန်တော်ပြန်ပြီးမှသတိပေးခြင်းနဲ့ဘုရားသခင်ဟာဘုရားသခင်ဖြစ်တယ်။ဘုရားသခင်ကဘုရားနော်တဲ့လှုပ်ချင်တဲ့အရာသင်စိုးရိမ်တဲ့အရာအားလုံးကိုဘုရားသခင်တတ်နိုင်တယ်သူ့ရဲ့လက်ထဲမှာရှိတယ်နော်သူဟာသင်ကိုနော်သူ့ရဲ့အကောင်းဆုံးသောအကြံစီထဲမှာဆွဲခေါ်ပြုပြင်ပြီးတော့မှသင်အတွက်စိုးကျုံမဖြစ်စေဖို့ရန်သူထိန်းချုပ်ထားတယ်သူ့ရဲ့လက်တော်ကအရာခသိမ်းအားလုံးကင်တွယ်ထားတယ်ဆိုတဲ့အရာကိုဒီနေ့မှာပြန်ပြီးတော့မှအောက်မေ့သတိရဖို့ရန်အတွက်အားပေးခြင်းတယ်ဘုရားသခင်ဟာဘုရားသခင်ဖြစ်တယ်ငါကဘုရားသခင်ဖြစ်တယ်လို့သိမှတ်ပါဆိုပြီးတော့မှနော်46ခုမြောက်သောစာလံအပိုင်ငယ်30မှာကျွန်တော်တို့ကိုသတိပေးထားတာဖြစ်တယ်ရောက်ဒီမှာကျွန်တော်အားပေးချင်တာကသင်ရဲ့စိုးရိမ်နေတဲ့အရာတွေအားလုံးကိုနော်ဒီဘုရားသခင်လက်တော်ထဲမှာအပ်ပါအကယ်၍သင်ကနော်စိုးရိမ်နေသမျှကာလပတ်လုံးပေါ့နော်ဘုရားသခင်လက်တော်ထဲမှာမအပ်နိုင်ဘူးကိုယ့်အနေကိုပဲစိုးရိမ်နေမယ်ဆိုရင်တော့ဘုရားသခင်ကသင်ကိုဘာမှလုပ်ပေးလို့မရအောင်နော်သဘောကတော့သင်ဘုရားသခင်လက်တော်ထဲမှာအပ်မချင်းစိုးရိမ်နေသမျှကာလပတ်လုံးဘုရားသခင်သင်ကိုဘာမှလုပ်ပေးလို့မရအောင်ရောက်ဒီနေ့မှာညီဝတ်လျက်နေပါဘုရားသခင်ဟာဘုရားသခင်ဖြစ်တယ်ဆိုပြီးတော့မှသိမှတ်ပါလို့အားပေးလို့ပါတယ်နော်လူတွေကစိုးရိမ်လာတဲ့အခါမှာဘာဖြစ်တယ်ဆိုလို့ရှိရင်အငြိမ်မနေတတ်ကြဘူးပေါ့နော်ဟိုဟာလို့ရမလို့ဒီဟာလို့ရမလို့နော်တောင်တွေးမြောက်တွေးနဲ့ရှောက်လို့တတ်ကြတာပေါ့နော်ဆိုတော့ဒီလိုမျိုးစိတ်ထင်ရတွေလုံနေခြင်းကဘာလဲဆိုလို့ရှိရင်ဘုရားသခင်လုပ်ပေးမယ်ဆိုတဲ့အရာကိုမယုံကြည်တာနဲ့အတူတူပဲနော်ဒါကြောင့်ဘုရားသခင်လက်ကိုအပ်ထားပြီဆိုလို့ရှိရင်သင်ဟာညီမစွာနေဖို့လိုအပ်တယ်ဒါဘုရားသခင်တောင်းဆိုတဲ့အချက်လည်းဖြစ်တယ်။ဆိုလိုတာကမုန်တိုင်းနဲ့ကြုံရပေမဲ့ထိတ်လန့်တုန်လှုပ်စိုးရိမ်နေဖို့မဟုတ်ဘဲနဲ့အဲ့ဒီမုန်တိုင်းရဲ့အထဲမှာငြိမ်သက်ခြင်းရှိနေဖို့ဆိုလိုတာဖြစ်တယ်။ဒါကြောင့်ငြိမ်သက်ခြင်းရှိဖို့ဆိုလို့ရှိရင်ပထမဆုံးလုပ်ရမှာကသင်ရဲ့အတွေးတွေကိုထိန်းချုပ်ရမယ်။သင်ရဲ့စိတ်ကိုအနာပေးရမယ်နော်။ဟိုဟာတွေးလိုက်ဒီဟာတွေးလိုက်နဲ့မတွေးနေနဲ့စိတ်ပူပန်မနေနဲ့ပေါ့နော်။ငြိမ်သက်ခြင်းရှိပြီးတော့မှဘုရားသခင်လက်တော်ထဲမှာအနံ့ထားဖို့လိုအပ်တယ်။နော်မုန်တိုင်းထဲမှာသခင်ယေရှုဘုရားကဘာကြောင့်မလို့အိမ်နိုင်တာလဲ။နော်ထောင်ကျနေတဲ့အခါမှာပေတရုကဘာဖြစ်လို့အိမ်နိုင်တာလဲဒါဟာညီသက်ချင်းရှိလို့ပဲနော်ဒါကြောင့်ကျမတို့ကလည်းညီသက်ချင်းရှိတယ်ဆိုလို့ရှိရင်ဘုရားသခင်လုပ်ပေးမယ်ဆိုတဲ့အရာကိုစိတ်ချပြီးတော့မှကျမတို့ရဲ့စိုးရိမ်ပူပန်ခြင်းတွေကလည်းပျောက်သွားမှာဖြစ်တယ်နော်တနည်းအားဖြင့်ညီသက်ချင်းရှိတယ်ဆိုတာကဘုရားသခင်ကိုယုံကြည်စိတ်ချထားတယ်ဆိုတာရဲ့သက်သေပဲဖြစ်တယ်နော်ဒါကြောင့်ဘုရားသခင်ရဲ့ဂရုဏာတော်ကနော်နေ့ရက်တရက်ချင်းစီတိုင်းမှာလုံလောက်နေတာဖြစ်တယ်တဲ့အတွက်လည်းဘုရားသခင်ကကျေးဇူးဂရုဏာတွေကိုချပေးနေတယ်ထောက်ပံ့ပေးနေတယ်သင်စိုးရိမ်ပူ
ပန်နေတယ်ဆိုတဲ့အရာအတွက်လည်းဘုရားသခင်ကတာဝန်ယူပေးနေတယ်နော်အဲ့အတွက်ကြောင့်သင်ဟာမစိုးရိမ်ပါနဲ့နတ်ဖြန်အတွက်မစိုးရိမ်နဲ့နော်နတ်ဖြန်အတွက်လို့ဆိုတဲ့အခါမှာရှေ့လာမယ့်အချိန်နာရီတွေအတွက်ပေါ့နော်မစိုးရိမ်ပါနဲ့ကြိုပြီးတော့လည်းတွေးမပူပါနဲ့ဘုရားသခင်ဟာဘုရားသခင်ဖြစ်ကြောင်းသိမှတ်ပါလို့ဒီနေ့မှာအားပေးလိုပါတယ်ဘုရားသခင်ကဘေးရောက်တဲ့ကာလမှာအထူးသဖြင့်ကူမချောင်းကထင်ရှားတာဖြစ်တယ်နော်ဒါကြောင့်ကျမတို့ဒီနေ့မှာဘုရားသခင်ကိုပဲခိုးလုံမှာဘုရားသခင်ကကျမတို့ရဲ့ခိုးလုံရာဖြစ်ပြီးတော့မှကျမတို့ကိုခွန်အားပေးနေတာဖြစ်တယ်လူတွေစီမှာအဲ့ဒီခွန်အားကိုကျမတို့သွားပြီးရှာလို့မရနော်လူတွေကကျမတို့ကိုအပြစ်တင်မယ်ကဲ့ရဲ့မယ်ဟိုနင်းကဒီဟာလောက်တာကိုဒါကြောင့်ဒါမျိုးဖြစ်မှာပေါ့ဆိုပြီးတော့နော်ကဲ့ရဲ့ဝေဖန်ပြစ်တင်ဖို့လွယ်တယ်ကျမတို့ကိုအပြစ်ရှာနိုင်တယ်ဒါပေမဲ့ဘုရားသခင်ကတော့ကျမတို့ဘေးရောက်တဲ့အခါမှာကျမတို့အထူးသဖြင့်ကူမတဲ့ဘုရားဖြစ်တယ်နော်ဒါကြောင့်ကျမတို့ဒီလူလောကမှာနေတဲ့အခါမှာပေါ့နော်ဒီငလျင်လောက်တာပဲဖြစ်ဖြစ်စေမုန်တိုင်းနဲ့တွေ့ကြုံရတာပဲဖြစ်ဖြစ်စေဘလို့ပဲဆင်းရဲခက်ခဲတဲ့ကာလကိုကျမတို့ရင်ဆိုင်နေရတာပဲဖြစ်ဖြစ်စေကျမတို့ကကြောက်လန့်ခြင်းရှိဖို့ရန်အတွက်မလိုအပ်ဘူး။ဘာကြောင့်မလို့လဲဘုရားသခင်ကကျမတို့အထဲထဲမှာကျင်းဝတ်တာဖြစ်တဲ့အတွက်ကျမတို့ကိုသူကရှင်လန်းစေမှာဖြစ်တယ်။ဒါကြောင့်မို့လို့သင်ဒီနေ့မှာယုံကြည်စိတ်ချထားပါ။ရှားသောသူတွေကဘလို့ပဲစိုးရိမ်ပူပန်ပြီးမှရောက်ရက်ခတ်နေပါစေ။သင်ဒီအမြင့်ဆုံးသောဘုရားသခင်ထာဝရဘုရားရဲ့သားသမီးဖြစ်တဲ့အတွက်သင်ရဲ့ဖခင်ကသင်အတွက်တာဝန်ယူပေးနေတာဖြစ်တယ်။နောက်ဒီနေ့မှာဘုရားသခင်သည်သင်ရဲ့ဘုရားဖြစ်ပါတယ်။ဒါကြောင့်သင်ငြိမ်ဝတ်လျက်နေပါဘုရားသခင်ကဘုရားဖြစ်တယ်လို့သိမှတ်ပါအာမင်တူတူကဆုတောင်းရအောင်ဖဖျားခင်ကိုရောသည်ကျွန်တော်ရဲ့ဘုရားသခင်ဖြစ်ပါတယ်ကိုရောဘုရားသည်ဘုရားသခင်ဖြစ်ကြောင်းကျွန်တော်မသိမှတ်ခဲ့တဲ့အချိန်များအတွက်နောင်နာရပါတယ်ကိုရောဘုရားသည်ဘုရားသခင်ဖြစ်ကြောင်းကျွန်တော်ဒီနေ့မှာသိမှတ်ဆွဲလန်းပါမယ်ဆိုရင်ပူပန်ခြင်းရောက်ရက်ခတ်ခြင်းနဲ့ဘာလို့လောက်ကန်ရမှမသိပဲနဲ့ဗျာများနေတဲ့အရာတွေအားလုံးဒီနေ့မှာဆွန့်ပစ်ပါတယ်မုံတိုင်းနဲ့မတွေ့ကြုံရဘူးလို့ကိုရောမပြောထားတာဖြစ်တဲ့အတွက်မုံတိုင်းထဲမှာပင်လည်းအောင်မြင်ခြင်းကိုပေးမယ်ဆိုတာယုံကြည်ပါတယ်ဒီနေ့မှာပေတရုထောင်ထဲမှာအိတ်နေတယ်လို့မျိုးသခင်ယေရှုဘုရားမုံတိုင်းထဲမှာအိတ်နေတယ်လို့မျိုးဒီနေ့ကျွန်ုပ်လည်းကျွန်တော်ရဲ့အခက်ခဲဒုက္ခဆင်းရဲခြင်းဆိုတဲ့အထဲထဲမှာရင်ဝတ်ခြင်းနဲ့အေးအေးပြောပါမယ်ကိုရောဘုရားတော်လည်းကျွန်တော်ရဲ့အမှုကိစ္စအတွက်လက်တော်ထဲမှာထိန်းချုပ်ထားပြီးမှကင်တွယ်ဖြစ်ရှင်းပေးမှဖြစ်လို့ယေရှုတော်ကိုချီးမွမ်း၍ယုံကြည်မျှော်လင့်ဆောင်စားနေပါတယ်ဖခင်ဟာလေလုယာကျွန်တော်ရဲ့အမှုအရာအတွက်ဒီနေ့မှာကိုရောဘုရားသည်ဖြစ်ရှင်းပေးပြီဖြစ်ကြောင်းယုံကြည်သိမှဝန်ခံလျက်ယေရှုတော်ကိုချီးမွမ်း၍ယေရှုဘုရားနာမတော်မြည်ပြီးဆုတောင်းပါ၏အာမင်